လာပါကျွန်တော်ကတော့ကို plastic အိတ်ပါအဲ့အားလုံးရဲ့ရှိပြီးတပါးဖြစ်တယ်ဘယ်သူမှကျွန်တော်လောက်အသုံးမချဘူးကျွန်တော်ကလူသားတွေကိုတိတ်အကျိုးပြုတယ်လူကကျွန်တော်ကိုဈေးဝယ်ဖို့စားတော့ထည့်ဖို့အမတို့ထည့်ဖို့အနည်းငယ်တော့ကြတယ်ကျွန်တော်ရဲ့အားသာချက်ကဒီဆိုတာခန္ဓာကြီးမြစ်ပေါအကြကြီးပဲကျွန်တော်ကလူတွေရဲ့နေ့ဒီဘဝမှာသူ့အလုံးဝတယ်လဲဆိုတာသိချင်သလားအတူတူရရအောင်ကောင်းပြီအခုကျွန်တော်တို့ကဒီထဲမှာရှိနေတဲ့လူတွေကကျွန်တော်ကိုဘယ်လိုအလုံးကြလဲလို့ထင်တယ်အခုကလူတယောက်ကလူရဲ့ဒီလက်စာထည့်ဖို့ကျွန်တော်ကိုလိုက်ကျွန်တော်ဘယ်ရောက်သွားပါလိမ့်။အိုးဒီနေရာကဘယ်လိုနေရာလဲ။အမိုက်တွေအများကြီးပါလား။ကျွန်တော်သူတို့နဲ့အတူမနေချင်ပါဘူး။ဟေးမင်းကဘယ်သူလဲ။ဘလို့ဘူးခုကမင်းက plastic အိမ်မဟုတ်လား။ဟုတ်ပါတယ်ကျွန်တော်က plastic အိမ်ကလေးပါ။အခုလိုမင်းကနေရာတိုင်းမှာပဲ။လို့စကူအဲ့ကတော့လိုက်တယ်ပလတ်စတစ်အဲ့ကလေးတိတ်ဆိတ်သွားတယ်အနေတော့ဘိုးတန်းတွေကရတော့ပါတယ်ပလတ်စတစ်အဲ့ကလေးဟာတခြားအပိုက်တွေနဲ့အတူလဲပြီးရောက်တဲ့ကိုရောက်ရောပါသွားတော့တယ်အိုးကျွန်တော်လွတ်လပ်သွားပြီဒီထဲမှာနေရတာတက်တော့တက်တာရှိပြီကြော်စရာကောင်းလိုက်တာမင်္ဂလာပါကိုကနန်ကိုပစုတော့ဒီနဲ့ငါးကလေးမင်္ဂလာပါကိုပလတ်စတစ်နေကောင်းလားဘယ်ကလာတာလဲကျွန်တော်တို့အတူတူကစားကြရအောင်လောက်ကလူဆောက်ပါအောင်မိတို့ကတိတ်နေတာပြီဟေးကျွန်တော်ဘယ်ကိုရောက်သွားပါလဲ